ကျွန်တော်ကအရင်တုန်းကရန်ကုန်မြို့မှာစပိန်နဲ့ delivery ပစ္စည်းပို့တဲ့အလုပ်လုပ်တာအဲ့ဒီတုန်းက COVID-19 ဖြစ်တဲ့ကာလဆိုတော့အလုပ်ရရင်ပြီးရောအချိန်မရွေးနေရမြေသွားတာပဲဒါပေမဲ့ဒီဖြစ်ရက်ကိုကြုံပြီးကလေးကကျွန်တော်ညဘက်ဆိုအပြင်မထွက်ရတော့သလိုတရားပေါ်ကဖြတ်ရင်တော့တယောက်တည်းမသွားရတော့ဘူးအဲ့ဒီနေ့ကဧပြီလထဲမှာရာသီဥတုကလည်းတော်တော်လေးကိုအိုက်ဆက်တဲ့ညတညအဲ့ဒီညကကျွန်တော်ကပစ္စည်းတစ်ခုကိုသွားပို့ရတယ်ပစ္စည်းကကျွန်တော်နေတဲ့နေရာနဲ့ဆိုရင်အတော်လေးတော့ဝေးတယ်ကျွန်တော်ပစ္စည်းပို့ပြီးပြန်လာတော့ည9 နာရီလောက်ရှိနေပြီလမ်းမကြီးတွေပေါ်မှာကားတွေကလည်းရှင်းလူတွေကလည်းပြည့်နေတဲ့အချိန်ပေါ့ကျွန်တော်ရဲ့စပိန်လေးကိုနေရင်နဲ့အိမ်ပြန်ဖို့ပဲစိတ်ထဲရှိနေတာလမ်းမှာဓာတ်တိုင်တချို့ကလည်းမီးကလင်းတစ်ချက်မလင်းတစ်ချက်လေသိုးတန်ကလည်းရင်ပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်နေတာအဲ့ဒီမှာကျွန်တော်အိမ်ပြန်ဖို့ဖျက်ရမယ့်တရားကြီးတစ်ခုရှိတယ်အဲ့ဒီတရားကအောက်မှာမြစ်ကြီးရှိပြီးတော်တော်လေးလည်းမြင့်နေဗျတရားပေါ်ကိုကျွန်တော်စပိန်လေးနှိမိတက်လာတဲ့အချိန်မှာထူးထူးဆန်းဆန်းလေးကတအားကိုအေးစိမ်သွားတယ်လို့ခံစားလိုက်ရတယ်။နွေရာသီရဲ့ညကြီးမှာဒီလောက်ထိအေးစိမ်သွားတာကကျွန်တော်နည်းနည်းတောင်အံ့ဩသွားတယ်။မြင့်နားကဆိုတော့လေအေးမှာဘောလို့ကိုတွေးပြီးတော့ဆက်နှင်းလာခဲ့လိုက်တယ်။တရားရဲ့အလေလောက်ရောက်တော့လမ်းမေးပလက်ပေါင်းပေါ်မှာလူတယောက်မတ်တက်ရက်နေတာကိုမြင်လိုက်ရတယ်။အဖြူရောင်ဝတ်စုံနဲ့မိန်းကလေးတယောက်ပြ။စပိန်ကလည်းခါလောက်ထိရှိတယ်။တရားလက်ရန်ကိုကင်ပြီးမြစ်ထဲကိုငုတ်ကြည့်နေတာကျွန်တော်ကစိတ်ထဲမှာဒီချိန်ကြီးတယောက်တည်းဘာလုပ်နေတာပါလဲလို့တွေးမိနေပေမဲ့လည်းရန်ကုန်မြို့ကြီးမှာလူတွေကပုံစံမျိုးမျိုးရှိနေတာကြောင့်ကျွန်တော်လည်းကြော်ပြီးတော့နင်းလာခဲ့လိုက်တယ်ကျွန်တော်ရဲ့စပိန်နဲ့အဲ့ဒီကောင်မလေးနားကဖြတ်အပ်သွားလေထဲမှာတစ်ခွာပန်းနဲ့လိုအမွှေးတိုင်နဲ့လိုရနံ့တစ်ခုကိုနှာခေါင်းထဲမှာစူးကနေရလိုက်တယ်ကျွန်တော်စပိန်ကိုဆက်နေနေပေမဲ့စိတ်ထဲမှာတော့တမျိုးကြီးဖြစ်လာတယ်နောက်ကိုလည်းလှိမ့်မကြည့်ရဲဘူးဒါပေမဲ့ဘာဖြစ်လို့လဲမသိဘူးကျွန်တော်စပိန်ကနင်းရတာတဖြည်းဖြည်းနဲ့လေးလာတယ်နောက်ကနေတယောက်ယောက်ဆွဲထားသလိုမျိုးဘလောက်ပဲအားဆိုင်နေစပိန်ကရှေ့ကိုမရွေ့တော့သလောက်ဖြစ်နေပြီအဲ့ဒီအချိန်မှာပဲနောက်ကနေအတန်သေးသေးတစ်ခုကိုကြားလိုက်ရတယ်အကိုခဏလောက်အဲ့ဒီအတန်ကအဝေးကလာတာမဟုတ်ပဲနဲ့တိုးတိုးလေးကပြောသွားသလိုမျိုးကျွန်တော်ကြက်သိန်းတွေဖျန်းကနေထားသွားတယ်စပိန်ကိုအတင်းနင်းမိမယ်ဘိန်းကလုံးဝရက်သွားတယ်ကျွန်တော်လည်းဘာလို့ရမှန်းမသိပဲစပိန်ဘော်ကနေမြေကြီးဘော်ကိုခြေထောက်ထောက်ပြီးဆင်းလိုက်ရတယ်ကျွန်တော်ကအနောက်ကိုဖြည်းဖြည်းချင်းစီလှည့်ကြည့်လိုက်တော့ခုနကမိန်းကလေးကကျွန်တော်ရဲ့အနောက်နားလေးမှာနေရက်နေတာဒါပေမဲ့အဲ့ဒီကောင်မလေးရဲ့မျက်နှာကိုတော့တေချာမမြင်ရဘူးစပိန်တွေကရှေ့ကိုအုပ်ချနေတာဆိုတော့ကျွန်တော်ကကြောက်နေပဲဘာကူညီပေးရမလဲဗျာလို့ပြန်မေးလိုက်တယ်အဲ့ဒီမိန်းကလေးကတော့ဘာမှပြန်မပြောဘူးတရားရဲ့လက်ရန်တွေဘက်ကိုဖြည်းဖြည်းချင်းစီပြန်လှည့်သွားတယ်။ပြီးတော့တုံရီနဲ့အတန်ကြီးနဲ့လည်းပြောသေးတယ်။အကိုညီမအိမ်ပြန်ခြင်းနဲ့ညီမကိုအိမ်ပြန်လိုက်ပို့ပေးပါလားတဲ့။ကျွန်တော်လည်းကြောက်လုံးလို့အတန်တော်မထွက်တော့ဘူး။ဒါပေမဲ့လူသားတစ်ယောက်အနေနဲ့တရေလို့မသွေးသေးပဲနဲ့သူများအခက်အခဲဖြစ်နေမလားဆိုတဲ့စိတ်နဲ့ပဲဘယ်မှနေတာလဲဘယ်ကိုလိုက်ပို့ပေးရမှာလဲလို့ပြန်မေးလိုက်မိတယ်။အဲ့ဒီအချိန်မှာပဲမိန်းကလေးကတရားလက်ရန်ပေါ်ကိုဖြည်းဖြည်းချင်းစီတက်သွားတယ်ကျွန်တော်ကလည်းဟေးမလုံနဲ့ဟိုကောင်မလေးမလုံနဲ့လို့လှမ်းអော်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲအဲ့ဒီမိန်းကလေးကမြစ်ထဲကိုပုံချသွားလိုက်တယ်။ဒါပေမဲ့မြစ်ထဲကိုကျသွားတဲ့အတန်ကိုလုံးဝမကြားရတာ။အဲ့ဒီအစားတရားတစ်ခုလုံးကတိတ်ဆိတ်သွားပြီးအေးစိမ့်တဲ့လေတွေကလည်းတိုက်လာတော့တာပေါ့။ကျွန်တော်လည်းအဲ့ဒီနေရာမှာနေခြေမကင်မိလက်မကင်မိဖြစ်သွားတာ။စပိန်ကိုအမြန်ယူပြီးနေမိပြေးတော့တာပေါ့။တရားစင်းကိုရောက်ခံဒီမှာစပိန်ကပြန်လေးလာပြန်ရောဒီတခါတော့စပိန်နောက်ကနေတယောက်ယောက်ကခွစီလိုက်တယ်လို့မျိုးဣကနေဖြစ်သွားတာကျွန်တော်လည်းရှေ့ကိုပဲဆက်ပြီးတော့နင်းလာခဲ့လိုက်တယ်အဲ့ဒီချိန်မှာပဲကျွန်တော်နှစ်ရွက်နားမှာတိုးတိုးလေးအတန်တကူကြားလိုက်ရပြန်တယ်အကိုညီမကိုထားခဲ့တာလားညီမအောက်မှာတအားအေးနေပြီဆိုတာသိရသားနဲ့ကျွန်တော်လည်းမကြည်ရဲနဲ့စပိန်မှာပါတဲ့နောက်ကြီးမှန်လေးကနေမြင်လိုက်ရတာကကျွန်တော်အနောက်မှာထိုင်နေတာကခုနကအဖြူရောင်ဝတ်စုံတဲ့မိန်းကလေးဒါပေမဲ့ဒီတခါတော့သူ့ရဲ့စပင်းတွေကရေတွေဆူရှဲနေပြီးဖြူပြော့ပေါင်းကနေမျက်နှာချင်းနဲ့ကျွန်တော်ကိုစိုက်ကြည့်နေတာကျွန်တော်လည်းစပိန်ကိုပြစ်ချပြီးလမ်းမပေါ်ကိုအော်ဟစ်ပြီးပြေးတော့တာပဲကံကောင်းကျင်တော့အဲ့ဒီချိန်မှာကားတစ်စီးကဖြတ်လာလို့လူတွေကစီးမီကျွန်တော်ကိုကူညီလို့သာလွတ်လာတာနောက်မှသိရတာကအဲ့ဒီတရားပေါ်မှာလွန်ခဲ့တဲ့တစ်နှစ်လောက်ကကောင်မလေးတစ်ယောက်ကချစ်သူနဲ့စကားများပြီးတရားပေါ်ကခုန်ချတည်ဆုံးသွားခဲ့တာအခုထိလည်းအဲ့ဒီတရားပေါ်မှာညာဘက်တစ်ယောက်တည်းဖြတ်တဲ့သူတွေကို
အေးတယ်အိမ်ပြန်ကျင်နေဆိုပြီးလိုက်ချောက်နေတော့မယ်လို့ပြောကြတယ်ဒါကြောင့်ခမားတို့လည်းညဘက်တရားပေါ်ကပြည့်ရင်ကို့နောက်မှာတယောက်ယောက်ပါလာတယ်လို့ခန်းစားရရင်တတိသားကြပါဦး